မင်္ဂလာပါရှင်အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့စစ်တုံးပန်းတမကွန်ကွန်တမမှုပုံမှုချုပ်အောင်တန်းဦးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးစစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံတရားစီရင်မယ်လို့ NUG ထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့စစ်တုံးပန်းတမကွန်ကွန်တမမှုပုံမှုချုပ်အောင်တန်းဦးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံတရားစီရင်မှာဖြစ်ကြောင်းမြို့သားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှစ်မြန်ဆောင်2025အစီအစဉ်မှာဦးနေဖုံးလက်ကထပ်ပါတိုင်ပြောဆိုလိုက်တာပါ။ AP လ9ရက်နေ့စကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်တဲ့ဂျပန်လိုင်ကိုစခန်းမှာတမမှုပုံမှုချုပ်အောင်တန်းဦးနဲ့တပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတဲ့အတွက်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအဲဒီနောက်ထွက်ပြေးသွားတဲ့တမကွန်ကွန်တမမှုပုံမှုချုပ်အောင်တန်းဦးနဲ့တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးမိခဲ့ပြီးလက်ရှိမှာစစ်ဆေးမင်းမြတ်မှုတွေလှုပ်ဆောင်နေကစစ်ဆေးတွေ့ရှိချက်တွေပေါ်မူတည်ပြီးတရားစီရင်ဆောင်ရွက်မှာဖြစ်ကြောင်း၎င်းကဆိုပါတယ်။ AP လ9ရက်ည9နာရီခန့်မှာအင်းတော်မြို့ဂျပန်လိုင်ကိုမှာအခြေပြုတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တမကွန်ကွန်ကဝန်းရံပိတ်ဆို့ထားတဲ့တော်လိုင်းတပ်တွေရဲ့ဖိအားကိုရှေးရှေးတောင်းခံနိုင်ခြင်းမရှိတော့ဘဲအခန်းစွန့်လို့ဆုတ်ခွာသွားတာကြောင့်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆုတ်ခွာဆွတ်ပြီးထွက်ပြေးတဲ့တမမှုနဲ့တပ်သားတွေကိုလည်းစစ်တုံးပန်းတွေအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေကိုစစ်တုံးပန်းဆိုင်ရာမူဝါဒတွေနဲ့ညီထိန်သိမ်းထားပြီးစစ်ဆေးမင်းမြတ်မှုတွေကိုဆောင်ရွက်လျက်ရှိပါတယ်စစ်တုံးပန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်ဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောဆိုပါတယ်။ NUG ကဖမ်းဆီးရရှိထားတဲ့တမကွန်ကွန်တမမှုပုံမှုချုပ်အောင်တန်းဦးကစစ်တပ်ကတော်ပတ်စဉ်42ကျောင်းဆင်းဖြစ်ပြီးတမကွန်ကွန်တမမှုအဖြစ်2024ခုနှစ်နှစ်စန်းပိုင်းမှာစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်းရဲ့နောက်ကျောင်းရာဇဝင်တွေကိုပြန်လည်လေ့လာကြည့်ရင်2021ခုနှစ်စစ်အာဏာစသိမ်းခြင်းရန်ကုန်မှာဆန္ဒပြပြည်သူတွေကိုစစ်တပ်ကပစ်ခတ်တပ်ဖြတ်ရမှာအောင်တန်းဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်1စစ်ဗျူဟာမှုပုံမှုကြီးအဖြစ်နဲ့အမိန့်ပေးစီခိုင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်1စစ်ဗျူဟာမှုအဖြစ်မှာကံရိုးတန်းစစ်ဌာနချုပ်ကော့တောင်းတပ်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲဒီနောက်တမကွန်ကွန်တမမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ပုံမှုချုပ်အောင်တန်းဦးမှာဇနီးဒေါ်သက်စုနွယ်ထွန်းသားကြီးဖြစ်သူပြေရှံဦးသားငယ်အန်ဖုံလို့ရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူထိန်ချုံတဲ့မြို့တွေကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီတပ်ပြန်လည်ထိုးစစ်ဆင်နေပြီးကြီးရီလီမှာတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိထိန်ချုံကျေးရွာတွေကိုဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီကစစ်ကြောင်းတို့တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။စစ်ကောင်စီက AP လ23ရက်နေ့မှာကြောက်ဖြူရန်ကုန်အသွာလမ်းရှိအမှတ်30နဲ့ရဲတပ်ရန်နီရှိအာရခတပ်တော်၏ထိန်ချုံလိုက်တဲ့ကျေးရွာတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစကန်တွေထံပြန်လည်စစ်ကြောင်းထိုးလာကြောင်းသိရပါတယ်။ထိန်းချုပ်ရွာတွေကိုစစ်တပ်ကပြန်စစ်ကြောင်းထိုးတာစစ်ကြောင်းပြန်လန်ကြကုန်နေကြရတယ်။အဲ့ဒီစစ်ကြောင်းပြန်ရင်ရဲတပ်ရင်အတိုက်ခံရပြီးရဲတပ်ရင်ရဲ့ကာကင်းစခန်းတစ်ခုကျသွားတယ်လို့ပြောတယ်လို့တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ AP 9ရက်ကပြင်းရှည်ကျေးရွာရှိသိမ်းပိုက်ထားတဲ့၎င်းတို့ရဲ့စစ်ကောင်စီစခန်းကိုပြန်လည်ရရှိဖို့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ဖွဲ့ဝင်2000နီးပါးတိစုံခဲ့ကြောင်းဒေသခံတွေစီမံသိရပါတယ်။ကြောက်ဖြူမြို့နယ်ကုန်းချိန်တိုင်းနယ်ရှိပြိုင်စိတ်ကေကျေးရွာနန်းဖဲတောင်နဲ့ပြင်းရှည်ကျေးရွာတို့မှာစစ်ကောင်စီစစ်ကြောင်းထိုးမှုတွေကြောင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ပြီးခဲ့တဲ့ AP 17ရက်ကစပြီးထိန်းချုပ်ရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာပြီးနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးကြီးလေးတို့နဲ့တိုက်ခိုက်လျက်ရှိပါတယ်။ကပြီးခဲ့တဲ့ AP တရက်မှာလာကုန် AP 30ရက်ဒီတစ်ဖက်သက်အပြည့်ရကြီးညာပြီးရဲ့နောက်စစ်ကောင်စီက3ပတ်ကြာအပြည့်ရကြောင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီက၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ကတောက်ပြူမြို့နယ်အတွင်းဆုံးရှုံးခဲ့ရတဲ့စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ပြီးရေတပ်မှလက်နက်ကြီးတွေ drone ပုံများသုံးပြီးတိုက်ပွဲဖော်ဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အရာရီတိုင်းမှာတကြံလိုအမည်ပြောင်းပြီးလမ်းလျှောက်တကြံပွဲပြုလုပ်နေပြီးရေတပ်ဖွဲ့ဝင်များကအရက်တောင်းတောင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရာရီတိုင်းဝင်ကြီးချုပ်ကတကြံပွဲကိုတကြံလိုအမည်ပေးပြီးလမ်းလျှောက်တကြံပြုလုပ်ခါတကြံပွဲဆင်နွှဲရေကစားနေကြကြောင်းသိရပါတယ်။ပသိမ်မြို့ကန်နာလန်မြို့တော်ဝန်မတ်တပ်ကိုမနေ့က EP 73ရက်နေ့ကဝင်ကြီးချုပ်ကိုယ်တိုင်ကတက်ရောက်ကဖွင့်ပွဲပြုလုပ်ပြီး EP 14ရက်နေ့တကြံကြားနေမှာလဲဝင်ကြီးချုပ်မြို့နယ်မှုခရိုင်မှုတိုင်းမှုနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပါမကြံတကြံပွဲပြုလုပ်နေကြကြောင်းသိရပါတယ်။ငလျင်တန်တဲ့ပြည်သူတွေကိုစာနာသုံးအားဖြင့်ရန်ကုန်နဲ့မန္တလေးပါဝင်မြို့ကြီးများရှိပြည်သူများတကြံပွဲပြုလုပ်ခြင်းမရှိတဲ့အချိန်မှာစစ်ကောင်ဆောင်ဦးဆောင်ပြီးနေပြီးတော့မှတကြံလမ်းလျှောက်တကြံများပြုလုပ်နေခါအရာရီတိုင်းမှာလည်းတိုင်းဝင်ကြီးချုပ်ဦးဆောင်ပြီးတကြံပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ပသိမ်မြို့တော်ဝန်မန်တပ်မှာစတုဒီတာကျွေးမွေးတဲ့နေရာကိုပြည်သူတွေကိုဝင်ရောက်ခွင့်မပြုဘဲစစ်ကောင်စီကခေါ်ယူထားတဲ့လူတွေနဲ့သာရေကစားနေကြပြီးတိုင်းတွင်ရှိအုပ်ချုပ်ရေးမှုတိုင်းမတက်မနေရဖြစ်ကြောင်းအကြောင်းကြားထားကြောင်းသတင်းတူတပ်ဖွဲ့ပသိမ်မှသိရပါတယ်။ဝင်ကြီးချုပ်တယောက်တဲ့တကြံဖြစ်
ဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံရဲရှင်တရဲပြည်သူစစ်မိသက်ပြူစောတိများစုစုပေါင်းအင်အား100ခန့်ကိုအရက်ဝက်နဲ့လုံခြုံရေးယူပြီးကင်းပုံးဝတ်ခိုင်းထားကြောင်းဒေသခံများထံမှသိရပါဗျ။ပသိမ်ရှိဈေးကြောင်းလမ်းထိပ်ရွှေစေတီလမ်းကန္နာလမ်းပတ်ချမ်းတရားအောက်မှာလမ်းများပိတ်ဆို့ထားပြီးအမှတ်နဲ့တရားအောက်မိသက်ရုံရှိတွေမှာအရက်ဝတ်များနဲ့လုံခြုံရေးအပြည့်အဝယူထားကြောင်းသိရပါဗျ။ပသိမ်ခရိုင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကမနေ့ကဧပြီလ23ရက်တကြံကျိုးနေ့မှစပြီးပျော်ပွဲရှင်ပွဲတွက်လို့ဆိုပြီးမြို့ပေါ်ရှိအရက်ဘီယာဖြန့်ချီတဲ့လုပ်ငန်းရှင်များထံမှတဆိုင်လေးမြန်မာဘီယာပလင်း2ပါကင်စီတောင်းယူကြောင်းဒေသခံတွေစီမှသိရတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းကုန်းမြို့တာမွေမြို့နယ်တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားပါတယ်။မနေ့ကဧပြီလ14ရက်နေ့ည10:10မိနစ်ချိန်ရှမ်းကုန်းမြို့တာမွေမြို့နယ်တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးရဲများထိခိုက်မှုရှိနိုင်တော့လဲအတီအကျသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ထိခိုက်မှုရှိနိုင်ပေမဲ့လက်ရှိတော့မသိရသေးဘူးရဲဘော်တွေကဘေးကင်းပါပြီလို့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရှမ်းကုန်းအရှေ့ပိုင်းခရိုင်ပါကဖရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတကြံကာလမှာ KIA KNU နဲ့ PDF အပါအဝင်တိုင်းရင်းသားများနဲ့လက်နက်ကိုင်များကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေလို့စော်မင်းထွန်းပြောဆိုတော့နဲ့စစ်တပ်ရဲ့နေကြောင်းတိုက်ခိုက်မှုတွေကိုတစုံတစမှထုတ်မပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တကြံကာလမှာလည်း KIA KNU နဲ့ PDF တွေအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကမနေ့ကညပိုင်းမှာထုတ်ပြန်ပြောဆိုပါတယ်။ AP လ2ရက်နေ့မှ AP လ22ရက်နေ့ထိအကြမ်းဖက်စစ်ကောင်စီကငလင်ပေးကူညီဖို့အတွက်အပြစ်ခတ်ရစဲထားတော့လေ KIA KNU နဲ့ PDF ပါဝင်တိုင်းရင်းသားတွေနဲ့လက်နက်ကိုင်တွေကစစ်တပ်စခန်းကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကတကြံကာလအပြစ်ခတ်ရစဲကိုကြီးညာထားတော့လေတိုက်ခိုက်ခံနေရကြောင်းစော်မင်းထွန်းကဆိုပါတယ် KIA အနေနဲ့ AP လ23ရက်နေ့ည10:00နာရီလောက်မှာဗမော်မင်းလာရက်ကွက်မှာရှိတဲ့လူနေအင်ဂျီရီနဲ့တပ်မတော်ရဲ့ကင်းစခန်းတစ်ခုကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ် KNPP KNDF အနေနဲ့ AP လ23ရက်နေ့မနက်9:00နာရီမှာပေါ်လက်ခဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ် KNU အနေနဲ့ AP လ12ရက်နေ့ည12:00နာရီအချိန်လောက်နဲ့ AP လ13ရက်နေ့ည9:00နာရီခွဲလောက်မှာထီးတာစကန်ကို drop ပုံတွေ drone အနေနဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ် drop ပုံ80ကျော်လောက်ပြစ်ခတ်တာတွေ့ရပါတယ် AP လ13ရက်နေ့နေ့လယ်တနာရီခွဲမှာတော့မြင်းမူအလာပကကြီးပါမြင်းမူ PDF ဖွဲ့တွေအလာကပါကျေးရွာမှာရှိတဲ့လူနေအင်ဂျီရီနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်အလာဒူစလင်းဘက်မှာညနေ4:00နာရီခွဲလောက်မှာတစ်ခေါက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရတယ်လို့စော်မင်းထွန်းကပြောဆိုပါတယ်ဒါပေမဲ့အကြံပတ်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကစစ်တပ်ကစစ်ကြောင်းထုံးမှုတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ၎င်းတို့ကသာတစ်ဖက်တည်းအတိုက်ခံဖြစ်နေရတဲ့ပုံစံသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။အကြံပတ်စစ်ကောင်စီကတကြံအကျိုးနေ့ကစတင်ပြီးတကြံကြာနေထိရခိုင်စကိုင်းမကွေးပဲခူးချင်းပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေဆဲဖြစ်ပြီးအပြစ်ခတ်ရစဲတဲ့လူကြီးညာပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုအကြိမ်80ကျော်လှုပ်ဆောင်ခဲ့ကြောင်းပြည်သူ100ကျော်လေကြောင်းတိုက်ခိုက်မှုတွင်တည်ဆုံခဲ့ရကြောင်းမြို့သားညီညွတ်ရေးဆိုရာ NUG ကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။